စနေမောင်မောင်ပါဝင်သောစနေမောင်မောင်၏စွန်စားကံများကိုရေးသားထားသောပထမဆုံးစာအုပ်စနေမောင်မောင်သည်ကျွန်ုပ်အားတရုတ်တန်းသို့ခေါ်၍သွားကစားကောင်းသောဖွယ်များကိုကျွေးမွေးခဲ့လေ၏စားရင်တောက်ရင်နှင့်ကျွန်ုပ်မှစနေမောင်မောင်အားဘင်္ဂလားပင်လယ်အော်အတွင်းမှမြည်တို့မြည်ပုံအသက်ရှင်လွတ်မြောက်လာခဲ့ကြောင်းမေးမြန်းရာ၎င်းသည်ပင်လယ်အတွင်းတွင်မျောပါရင်းကျွန်းကလေးတစ်ကျွန်းပေါ်သို့ရောက်ရှိခဲ့ကြောင်းမကိုမာလေးမှလည်းငွေကြေးအကုန်ကြခံကဆက်လေများဖြင့်လိုက်လံရှာဖွေရာတွင်၎င်းအားတွေ့ရှိပြီးခေါ်ယူသွားခဲ့ကြောင်းတို့ရာတွင်ဘီဘီမှစနေကိုင်းမှဂိုင်းကောင်းဆောင်တူဖြစ်နေကြောင်းထို့ကြောင့်၎င်းအားကယ်ဆယ်ပြီးကမှတက်မီပြူကြောင်းဥပဒမင်ဖြင့်ဘေဘီလက်မှလွတ်မြောက်လာခဲ့ကြောင်းတို့ကိုခရီးစေတွင်းကြပြောပြလေ၏ရွှေတကုံဖျားတနင်္ဂနွေတောင်းတို့မနက်ဖြန်တွင်လာရောက်ရန်ကိုလည်းမှားကြားပြီးကျွန်ုပ်တို့သည်ထိုနေ့အဖို့လမ်းခွဲခဲ့ကြလေတော့၏နောက်တနေ့နံနက်တွင်ကျွန်ုပ်နှင့်စနေမောင်မောင်တို့သည်တနင်္ဂနွေတောင်းတွင်စုံစည်းကြလေ၏စနေမောင်မောင်သည်အဂိယလမ်းဖြင့်ဝိဇာလမ်းကိုလိုက်တော့မည်ဖြစ်ကြောင်းခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတို့ကိုကျွန်ုပ်အားပြောဆိုလေ၏ထို့နောက်ဓမ္မစရီမင်းခေါင်တည်ထားခဲ့သောမုတ်ဝတွင်ချင်းလေးတစ်ဖက်ကြားတစ်ဖက်ရှိသောဖျားထံတွင်ဂန္ဓာရီဝိဇာတို့အဖြစ်သို့ရောက်ရှိရန်လုံလဝရိယကြီးမားစွာဖြင့်ပြုလုပ်ဆောင်ရွက်ကြိုးပမ်းပါမည်အကြောင်းကိုတစ္ဆာဆိုလေ၏ထို့နောက်ကျွန်ုပ်တို့သည်ရှေးဟောင်းဂမ်ဘီရာပညာရည်များ၏တဲလွန်စာကိုရရှိရန်အတွက်ရှင်အစ္ဆဂေါနာ၏အောင်မြေဖြစ်သောပကံတို့မြေထားဖြင့်ထွက်ခွာလာခဲ့ကြလေ၏စနေမောင်မောင်သည်သူ၏ထမင်းချက်ကလေးကိုပါတပါးရဲခေါ်ဆောင်လာခဲ့လေ၏ယထာပေါ်တွင်စနေမောင်မောင်၏အသက်ကိုလှုပ်ကြံရန်ကြံစီသည့်စနေကိုင်းသားတူနှင့်လည်းသူနိုင်ကိုနိုင်အပြိုင်ကျဲခဲ့ရသေး၏တာစီဘူရာတို့ရောက်သောအခါပကံတို့တိုက်ရိုက်မသွားသေးပဲစနေမောင်မောင်၏မိတ်ဆွေများဖြစ်ကြသောဇနီးမောင်နှံနှစ်ဦးတို့ထံသို့တွားရောက်ရန်ကားတစ်စီးကိုငှားရန်ရလေ၏ထို့သို့ကားငှားနေစဉ်ပိတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသောလူတို့သည်ကျွန်ုပ်တို့အနီးသို့ရောက်ရှိလာပြီးသူလည်းကျွန်ုပ်တို့နှင့်အတူလိုက်လိုကြောင်းပြောဆိုလေ၏ကျွန်ုပ်တို့မှလက်မခံသောအခါမလန့်မကန့်နေရာတွင်တွားရောက်ထိုင်ပြီးသူသည်မြေကျော်ရှုံနိုင်သည့်ဝိဇ္ဇာတူဖြစ်ကြောင်းပြောဆို၍ငါပြောသည့်တလုံးကိုထုတ်စားကကြံရစ်ခဲ့လေ၏စနေမောင်မောင်၏မိတ်ဆွေအိမ်တို့ရောက်သောအခါတာစီဘူရာတွင်တွေ့ခဲ့သောပုဂ္ဂိုလ်သည်ထိုအိမ်ကိုကြိုတင်ရောက်ရှိနေပြီးဖြစ်သည်ကိုထူးဆန်းအံ့ဩဖွယ်ရာတွေ့မြင်ရလေ၏ထိုပုဂ္ဂိုလ်နှင့်ကျွန်ုပ်သည်ပညာပြိုင်ရန်အတွက်အကြောင်းကိစ္စပေါ်ပေါက်လာရာတွင်စနေမောင်မောင်၏မျက်စိဆူရှာမှုကြောင့်အမွှာညီကိုနှစ်ဦးသည်လိန်လေလှဲ့ပြားနေကြောင်းသိရှိရကပညာပြိုင်ပွဲတွင်ကျွန်ုပ်သည်ထိုလူလိန်အားအနိုင်ရရှိခဲ့လေတော့၏ထိုမှတဖန်ကျွန်ုပ်တို့သည်ပုတ်ပါတောင်သို့တက်ခဲ့ကြပြန်၏ပုတ်ပါတောင်တွင်လည်းကျွန်ုပ်တို့သည်တကောင်းတက်ကိုဖမ်းယူနေသောဆရာတစုနှင့်စုံတွေ့ခဲ့ကြပြန်လေ၏ထိုမှတဖန်ပကံစီသို့ရောက်ရှိကြသောအခါဘုံကြီးကျောင်းတစ်ကျောင်းတွင်တဲခိုနေထိုင်ရင်ထိုကျောင်းမှကပ္ပိယဦးနာကြီးနှင့်မိတ်ဆွေဖွဲ့ကပကံဖျားများသို့တွားရောက်ပြီးရှေးဟောင်းအတတ်ပညာများ၏တဲလွန်စာများကိုရှာဖွေခဲ့ကြလေ၏ထို့သောနေ့စဉ်ရက်ဆက်စူးစမ်းလေ့လာနေမှတနေ့တွင်ကပ္ပိယကြီးမှကျွန်ုပ်တို့အားထူးဆန်းသောစကားများကိုပြောဆိုလာလေ၏သူသည်လည်းတစ်ချိန်ကအဂိယဘက်ကိုလိုက်စားခဲ့ကြောင်းဒေါ်ထုံရေးသောအဂိယကျမ်းများကိုဖတ်ရှုလောက်ကင်ပြီးမွဲတေခဲ့ရကြောင်းဒေါ်ထုံဆိုသည်မှာပကံခစ်ကမိန်းမကြီးတူဖြစ်ပြီးမဟုတ်မမှန်သောအဂိယကျမ်းများကိုရေးသားခဲ့သူဖြစ်ကြောင်းတို့ကိုစီကပတ်ကုံးပြောပြလေ၏သူထိုးခဲ့သောပြည်တောင်းအပြစ်တော်မြောက်တောင်မြောက်ဓာတ်လုံးများကိုလည်းထုတ်ပြလေ၏ထို့နောက်ဆက်လက်ပြောပြသည်မှာအဂိယဘက်ကိုလိုက်ချင်းထက်ဇောကြီးဖိုးဝင်ငှက်ခေါ်အဂိယတိတ်တိငှက်ကိုရှာခြင်းကပို၍နေရာကျလိမ့်မည်ဖြစ်ကြောင်းကိုထပ်လောင်းပြောပြလေ၏စနေမောင်မောင်သည်လည်းထိုအချက်ကိုအသေးချာစဉ်းစားပြီးသဘောကျသွားလေ၏အောက်စဖို့ဘီဒန်တွင်လည်းဖိုးနစ်ဆိုသောငှက်အကြောင်းကိုတခန်းတနာဖော်ပြထားသည်ကိုတွေ့ရှိရလေ၏ထို့နောက်စနေမောင်မောင်နှင့်ကျွန်ုပ်တို့သည်ရန်ကုန်မြို့သို့ပြန်လာခဲ့ကြလေတော့၏ထမင်းချက်မှမူကျွန်ုပ်တို့နှင့်ခွဲခွာသွားခဲ့ပြီးဖြစ်လေတော့၏